အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဘီလီလာမေးဖြစ်ပါတယ်အားလုံးပဲမတွေ့ရတာကြပြီအရင်ကတော့ဘူကိုရီးယားတန်ယုံပွဲတွေမှာအတူပါဝင်ခဲ့ပေမဲ့အခုတော့အဝေးကိုရောက်နေတာဖြစ်တဲ့အတွက်နေသားကြဖို့ပြင်ဆင်နေရင်းနဲ့အလုံးများနေတာနဲ့ပဲကိုရီးယားပွဲတွေမှာမပါဝင်ဖြစ်ခဲ့ပါဘူးအဲ့တော့ဒီတစ်ခေါက်မှလည်းလူကိုယ်တိုင်မပါဝင်နိုင်ပေမဲ့အခုဗီဒီယိုကနေတဆင့်ပေါ့နော်နှုတ်ဆက်ခွင့်ရတဲ့အတွက်အရန်ပဲဝမ်းသာပါတယ်အားလုံးကြမ်းကြမ်းမာရှိကြဖို့အတွက်လည်းဖူကနေပြီးတော့မှဆုတောင်းပေးပါရရှင်ဖူးကြားထားတဲ့သတင်းလေးတစ်ခုရှိပါတယ်မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံက YouTube channel ကိုစတင်ထောင်လိုက်ပါပြီတဲ့ Congratulations ပါကိုရီးယားမြန်မာပေါင်းဆက်လုပ်ကိုင်မှုတွေယဉ်ကျေးမှုဖလှယ်ခြင်းနဲ့ပတ်သက်တဲ့ဟာတွေသတင်းတွေအစုံတင်ပေးသွားမှာဖြစ်တဲ့အတွက် K-culture ကိုရီးယားယဉ်ကျေးမှုကိုစိတ်ဝင်စားနေတဲ့သူတွေအတွက် subscribe လုပ်ထားလို့ရပါတယ်ပြီးတော့ပထမအချိန်မြောက်ကိုရီးယားယာတာစာပေရွတ်ဆိုပွဲစာဖတ်ပွဲကိုလည်း online ကနေပြီးတော့မှကျင်းပမယ်လို့လည်းကြားသိရပါတယ် final ပွဲကိုကိုရီးယားတန်ယုံရဲ့ YouTube channel မှာ November 10 ရက်နေ့စနေနေ့နေ့လယ်2 နာရီမှာ live အနေနဲ့တိုက်ရိုက်ထုတ်လွှင့်သွားမှာလည်းဖြစ်ပါတယ်ပြိုင်ပွဲဝင်တွေအားလုံးလည်းအရင်စိတ်မပူပဲနဲ့ယုံကြည်မှုအပြည့်နဲ့လှပတည့်ရစွာကိုယ်ပိုင်အတန်ကိုဖော်ပြနိုင်မယ်လို့မျှော်လင့်နေပါတယ်။ဘာသာစကားနဲ့စာပေကသင်ကြားလေ့လာခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးတော့ပညာရေးလမ်းကြောင်းခီးလမ်းရဲ့ပထမခြေလှမ်းလည်းဖြစ်ပါတယ်။အားလုံးပဲအတွေ့အကြုံနဲ့ရလဒ်ကောင်းတွေရရှိဖို့ကိုစိတ်လှုပ်ရှားစွာနဲ့မျှော်လင့်နေပါတယ်။ White Team မှာနောက်ကြရင်ထပ်ပြီးတော့မှတွေးကြပါမယ်ရှင်ဒီကနေ့ဒီဗီဒီယိုလေးကိုကြည့်ပေးတဲ့ညီကိုမောင်တို့တွေအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်